2025ကမ္ဘာအမြန်ဆုံးတိုက်လေယာဉ်5မျိုးတိုက်လေယာဉ်တွေဘယ်လောက်ထိမြန်နိုင်နေဆိုတာသိပါသလားယခုလက်ရှိသတ်မှတ်ချက်များအရကမ္ဘာအမြန်ဆုံးတိုက်လေယာဉ်5စီးကိုပြောပြပေးသွားပါမယ်1 MiG-25 Foxbird Mach 3.2 plus MiG-25 ကအမြန်ဆုံးတိုက်လေယာဉ်တွေထဲကတစ်စီးပဲ Mach 3.2 ကျော်ပြန်နိုင်လို့အလုံးအမြင့်မြန်တဲ့ interceptor လို့သတ်မှတ်ထားကြတယ်2 MiG-31 Foxhound Mach 2.83 MiG-25 ကိုတိုးတက်အောင်ပြင်ထားတဲ့ MiG-31 ဟာ Mach 2.83 ထိအမြင့်မှာအရှိန်ပြင်းပြန်တန်းနိုင်တယ်3 F-15 Eagle Mach 2.5 American F-15 Eagle က Mach 2.5 ထိရောက်ပြီးယနေ့တိုင်အမြန်ဆုံးထဲမှာပါနေပါသေးတယ်Su-27 Mach 2.35 ကျား Su-27 က maneuverability ကောင်းပြီး Mach 2.35 အထိမြန်နှုန်းရရှိနိုင်တဲ့တိုက်လေယာဉ်အမျိုးအစားပါ5 J-20 Mighty Dragon Mach 2 plus တရုတ်ရဲ့ 5th Gen Stealth Fighter ဖြစ်တဲ့ J-20 က Modern Tech တွေနဲ့ Mach 2 plus ထိမြင်မြန်ပြန်တန်းနိုင်ပါတယ် Like and follow လုပ်ဖို့မမိနဲ့အောင်နော်